မြန်မာတနိုင်ငံလုံးမှာရှိတဲ့မြို့ကြီးတွေရေပေါ့နော်မြို့ကြီးတွေဆိုရန်ကုန်မန္တလေးနေပြည်တော်တောင်ကြီးနောက်ပြီးတော့မိထီလာပေါ့မြို့ကြီးတော်တော်များများကဒီကားဝယ်ယူသုံးဆွဲတဲ့လူတွေကပုံများတယ်မကွေးလည်းပါတော့နော်သုံးဆွဲလို့များတယ်ဒါပေမဲ့သုံးဆွဲတဲ့လူတိုင်းကလည်းလုတ်တဲ့လုပ်ငန်းအလိုက်ကိုပေါ့နော်တဖြည်းဖြည်းကားကိုဝယ်စီးရောင်းပုံစံမျိုးနဲ့ဖန်တီးလာကြတယ်ဆိုတော့ကားစီးကညစ်တက်လာတာနဲ့အများဝယ်စီးရောင်းဆိုတဲ့ပုံစံကိုညက်တယ်ဆိုတာနဲ့ဒီပေါ်မှာရင်းနှီးမြုပ်နှံခြင်းတဲ့လူကများလာကြတယ်ဆိုတော့လောလောဆယ်မှာလည်းအလုပ်ကိုင်ခွင့်လန်းနဲ့အတူနေလာတာပေါ့နော်အလုပ်ကိုင်ခွင့်လန်းနေတယ်လုပ်လာမဲ့လုပ်ငန်းတွေမှာစိတ်ယုံလုပ်ငန်းတွေကတဖြည်းဖြည်းရင်းနှီးမြုပ်နှံမှုနေလာတယ်လက်ပတ်မှုအားနေလာတယ်များအခုလို့မြန်မာနိုင်ငံမှာရှိတဲ့လူတော်တော်များများကအော်တိုမိုဘိုင်းစက်တာဘက်ကိုရင်းနှီးမြုပ်နှံလာကြတယ်မြုပ်နှံလာကြတော့ရန်ကုန်မြို့မှာရှိတဲ့ညီလေးပြောသလိုရန်ကုန်မြို့မှာရှိတဲ့လူတန်းမော်တော်ယာဉ်စီးတဲ့လူတန်းစားရဲ့30ရာခိုင်နှုန်းကဝယ်စီးရောင်းနေပြန်ဖြစ်သွားကြတယ်ဆိုတော့ထိုနည်းလူကပဲနေဒီမှာရှိတဲ့လူတန်းစားအတီးတီးရလည်းကားလေးကိုဝယ်စီးကြတယ်6လလောက်ကြာရင်ညက်တယ်ဆိုပြီးပြန်ရောင်းကြတယ်ဆိုတော့သူတို့စိတ်ထဲမှာတော့မွေမြက်တာကိုတော့သိတယ်ဒီကားကိုရောင်းပြီးတော့နောက်ကားစီးပြောင်းလိုက်အတွက်သူတို့အတွက်ပျော်တယ်ဒါပေမဲ့တစ်ချိန်တန်လို့ပြန်ပြီးတော့မွေဖော်ပြီးတော့နောက်ဆုံးကိုအရှိဆုံးကိုစီးခဲ့တဲ့ကားကိုပြန်ဝယ်လို့ရတာဆိုတော့မစင်စားမိလိုက်ဘူးဟိုမြက်တာပဲသိတယ်ကားနှိမ့်သွားသလားမြင့်သွားသလားကိုသူတို့အနေနဲ့ပြန်မသုံးတတ်မိဘူးအဲ့ဒါကြောင့်မလို့ကားစီးကိုလူရဲ့စိတ်ထဲမှာတော့ဒီအော်တိုမိုဘိုင်းဒီမွေပိုလာရင်လုတ်တဲ့ခါကျရင်မွေပွားလာမယ်ဆိုတော့သူတို့ယူဆတယ်ဒီအော်တိုမိုဘိုင်းကိုကားလုပ်ငန်းလုတ်တဲ့ပုံစံမျိုးလုတ်တာမဟုတ်ဘဲနဲ့မွေကိုမွေနဲ့ယင်ပြီးတော့လုပ်ငန်းတစ်ခုဖန်တီးတဲ့အနေနဲ့လုပ်ကိုင်တဲ့လူကများလာတယ်ဆိုတော့ငကုံတော့အကိုတို့အရင်ကရောင်းစင်တာလေးတွေကနဲတယ်ဗမာပြည်မှာရှိမှ340ပေါ့နော်တရားဝင်လောက်တာ340ရှိတယ်အခုနောက်ပိုင်းကျတော့အဲ့ဒီအချိန်မှာအကိုတို့လောက်တဲ့အချိန်မှာရှိတဲ့ကားဝယ်ရောင်းကြီးလေးတွေတကယ်လဲဟိုကားဟိုပွဲစားတန်းဝင်းကြီးကအယောင်းဝင်းထဲမှာလုတ်တဲ့လူတွေလိုင်ဝင်းထဲမှာလို့ဟိုအကိုတို့ဟိုတခြားကားတတိပဌာန်လို့ပေါ့နော်လုတ်တဲ့လူတွေတော်တော်များများကလည်းဆိုတော့လူတွေတော်တော်များများဒီအချိန်မှာသူတို့ရဲ့လုတ်တဲ့အတူပေါ့နော်အော်တိုမိုဘိုင်းဟိုပို့ပြီးတော့သူတို့ကျွမ်းဝင်လာတဲ့သူကပို့ပြီးဘာလုတ်လာလဲဆိုတော့တဆင့်မြင့်ပြီးတော့အယောင်ပြခန်းလေးတွေတို့အယောင်စင်တာလေးတွေတို့ဟိုဒါလေးတွေကိုသူတို့ကဖန်တီးပြီးတော့တဆင့်စီးပွားရေးကိုပို့ပြီးတော့လုတ်ဒီပုံမှာရင်းနှီးမြုပ်နှံလာကြတယ်ဆိုတော့စက်တာတစ်ခုကလဲနေတာပေါ့အကိုတို့ကနေပြီးတော့အယောင်စင်တာနေကနေပြီးတော့အကိုတို့ကဟိုကားအသစ်တွေကိုလုတ်တဲ့ SKD လုပ်ငန်းတွေကိုချဲ့ပြီးတော့သွားတယ်အောက်ကညီလေးတွေကနေပြီးတော့ဒီအော်တိုမိုဘိုင်းစက်တာကနေပြီးတော့အယောင်စင်တာလေးတွေဖွင့်ပြီးတော့ပြန်ပြီးစူးစမ်းတယ်အောက်ကနေပြီးတော့ဝယ်စီးရောင်းလေးတွေကဒီပေါ်မှာတပြေးပြေးပြန်ပြီးတော့လဲပတ်နေဆိုတော့ဒီလောကကြီးမှာဒါကြီးကိုလဲပတ်နေနေနောက်တော့လူငယ်တော်တော်များများမှဖြစ်ယောက်ျားလေးတော်တော်များများမှဖြစ်ကဒီမော်တော်ကားလုပ်ငန်းကိုပို့ပြီးစိတ်ဝင်စားကြတယ်။ဘာပြောလဲမြက်တယ်စီးလဲစီးရတယ်စိတ်ဝင်စားဖို့လည်းပို့ပြီးတော့ဟိုကောင်းတယ်ပေါ့နော်ဒီအပေါ်မှာဒါတော့နိုင်ငံတကာမှာလည်းရှိတာပါ။ဆိုတော့ဒီအပေါ်မှာပို့ပြီးရင်းနှီးမြုပ်နှံလာကြတဲ့အခါကျတော့ဟိုမြန်မာနိုင်ငံမှာရှိတဲ့တော်တော်များများကပေါ့နော်ဟိုကားအယောင်းလုပ်ငန်းမှာရင်းနှီးမြုပ်နှံလာကြတယ်။အဲဒါကြောင့်မလို့အယောင်းစင်တာတွေအပြင်လောလောဆယ်မှာဖွင့်နေတဲ့စီရောင်းသမားတွေရောင်းနေရတဲ့ခြံလေးတွေငှားပြီးတော့ဝယ်ရောင်းလေးတွေလုပ်နေကြတာပေါ့နော်။